တင်တာမပြီးသွားဘူးမပြီးသွားတော့ဒီနေ့ဆရာဗီဒီယို record လုပ်ပေးထားမယ်ဒီဟာကိုကြည့်ပြီးတော့မင်းတို့ကကို project လုပ်ပြီးတော့တင်ပေးပါဟုတ်ပြီလားအဲ့တော့ဒီမှာဆရာနည်းနည်းအပြောင်းလဲလုပ်ထားတယ်ဒီဘက်ကကုတ်ကိုကြည့်အောင်ဒီမှာစတာဆရာတို့မနေ့ကရေးခဲ့တဲ့ကုတ်တွေမနေ့ကဆရာတို့ကဒီ style CSS ထဲမှာဆရာတို့ CSS ကုတ်တွေကိုရေးခဲ့တယ်ဒါပေမဲ့ဒီနေ့မှာတော့ကုတ်တွေရှုံမှာဆိုလို့ style CSS ကိုတီးသားခွဲလိုက်တယ်နော် style CSS ကိုဒီမှာတီးသားခွဲလိုက်တယ်တီးသားခွဲပြီးတော့ဒီမှာအဲ့ style CSS ကိုဒီ HTML file ထဲမှာလာပြီးတော့ link လုပ်လိုက်တယ်ဘောပေါက်လား link လုပ်လိုက်တော့ဒီကောင်က external CSS ဖြစ်သွားပြီးတော့ဒီ program ကိုကောင်းကောင်းအလုပ်လုပ်သွားတယ်เนาะဒီမှာเนาะဒါ external CSS ရဲ့အလုပ်လုပ်ပုံ CSS အလုပ်လုပ်ပုံ၃ခုရှိရเนาะ inline ရဲ့ internal ရဲ့ external ရဲ့ဆရာတို့ကတကယ် project ရေးမယ်ဆိုရင်ဘယ်တော့မှ inline နဲ့ internal နဲ့ကိုတိတ်မရေး95% လောက်က external နဲ့ပဲရေးတာဘာဖြစ်လို့လဲဆိုတော့ဒီ project ထဲမှာ code တွေတအားရှုပ်နေမှာဆိုလို့အဲ့တော့အရှုံးမခံလို့မို့တီးတန့်ခွဲထုတ်ပြီးတော့ link ချိန်ပြီးတော့ရေးရတာเนาะဟုတ်ပြီအဲ့တော့မနေ့ကမပြီးတဲ့ဟာကိုဆက်သွားမယ်ဆိုတော့ဒီမှာကြည့်လိုက်တော့ဘာတွေ့လဲဆိုတော့အစိမ်းပေါ်မှာအမဲရောင်စာသားနဲ့ဒီကောင်အဆင်မပြေဘူးဆရာတို့လုံးမဲ့ပုံကလည်းဒီမှာကြည့်လိုက်အဖြူအောင်စာသားလေးနဲ့เนาะအဲ့တော့ဆရာတို့ဒီစာသားကိုအရင်အဖြူအောင်လုပ်မယ်ဒီစာသားဘယ်ထဲမှာရှိရလဲဆိုရင် head ထဲမှာရှိရเนาะဒီမှာ header ဘိုင်းထဲမှာရှိရเนาะဒီ header ဘိုင်းထဲကဒီမှာ hello မင်္ဂလာပါဒီစာသားကိုဆရာတို့ဖြူအောင်လုပ်မယ်အဲ့ဒီခါကျတော့ဆရာတို့ CSS ကိုဘယ်လိုရေးခဲ့လဲဆိုတော့အဲ့ဒီ header ဟောဒီမှာ header ဒီ header တွေကဒီမှာ header ကို background color tag ကြီးပေးထားတယ်အဲကြောင့် background color ကအစိမ်းပုတ်ဖြစ်နေတယ်အဲ့တော့ tag color ကိုပြောင်းမယ် tag color ကို white ပေးမယ်เนาะအဲ့တော့ color white เนาะအဲ့ color white ပေးပြီးတော့ဒီကောင်ကိုပြန် run ကြည့်ရင်သူရဲ့ color ကအဖြူရောင်ဖြစ်နေတယ်เนาะတွေ့ပြီเนาะအဲ့ဆိုရင်အဆင်ပြေပြီလားပုံကလည်းနည်းကြီးသေးတယ်မနေ့ကပုံကအဆင်မပြေလို့ဆရာပုံကိုတီးတန့် change ပေးထားတယ်เนาะအဲ့တော့ပုံလည်းနည်းကြီးသေးတယ်ပုံလည်းနည်းကြီးတော့ပုံ size ကိုဆရာလည်းနည်း short ရအောင်နောက်ဒီမှာ header image width က300 px တဲ့အဲ့ဒါ200လောက်ပေးလိုက်မယ်200လောက်ဆိုအဆင်ပြေမလားချက်ပြင်ကြည့်မယ်โอเคဒါဆိုအဆင်ပြေသွားပြီเนาะအဲ့တော့ header ဘိုင်းပြီးသွားပြီလို့ပြောလို့ရတယ်เนาะဒီမှာheader ဘိုင်းပြီးသွားတော့ဆရာတို့နောက်တစ်ဆင့်ပဲဘိုင်းသွားမှာလဲဆိုတော့ဒီမှာအကြောင်းအရာဘိုင်းအပေါင်းမီအပေါင်းမီကိုဆရာတို့ဆက်သွားမယ်အဲ့တော့အပေါင်းမီကိုဆက်သွားဖို့အတွက်ဆရာတို့ဒီဘက်မှာအပေါင်းမီအတွက် HTML ကိုရေးမယ်ဒါ header ပြီးသွားပြီအဲ့တော့အောက်မှာဆရာတို့ဒီကကိုပြန်လုပ်တဲ့အခါမှတ်မိအောင်about ဆိုတဲ့ comment ရေးခဲ့မယ်ပြီးရင် div တခုစောင့်မယ် div.abo သူ့ကို about ကိုcontainer ထဲမှာထည့်မှာ DAINE က container ဘာဖြစ်လို့ about ကို container ထဲထည့်ရလဲဆိုတော့ဆရာပြောပြမယ်ဘာဖြစ်လို့လဲဆိုတော့ဒီ website ရဲ့ structure ကိုဆရာတို့အရင်ကြည့်အောင်ဒီ website မှာအပေါ်ပိုင်းက menu ဒီအောက်က header menu နဲ့ header ကတီးတန့်တပွဲပေါ့နော်ဒီအောက်က about တွေ scale တွေ project တွေဒီဟာကဒီအဖြူကွက်ထဲကဒီ၃ခုကိုဆရာတို့ container တစ်ခုထဲမှာထည့်ဘာဖြစ်လို့လဲဆိုတော့သူတို့ကကျတော့ control တစ်ခုရဲ့အောက်မှာတီးတန့်ပြန်သွားချင်လို့ဒါတော့ project ရေးတဲ့အခါမှာရေးရတာလွယ်အောင်ကုတ်တွေမရှုပ်အောင်ထိန်းချုပ်ရတာလွယ်အောင်အဲ့ဒီလိုမျိုးအပိုင်းလေးတွေကိုတူရစုပြီးတော့ကန့်တက်ပြီးတော့ခွဲရတာเนาะအဲ့တော့ဆရာတို့ဒီမှာကဒီအပေါင်းနဲ့ scale နဲ့ my project တွေကို container ထဲမှာထည့်မယ်အဲကြောင့်မို့ဒီမှာရေးမှာက container ပြီးမှအပေါင်းထည့်မှာဒီကောင်ကိုရှုပ်လိုက်ဒီအောက်မှာပဲအပေါင်းထည့်လိုက်เนาะအဲ့တော့ဒီလိုရေးမယ်အဲ့တော့ div ဒီ container ထဲမှာ about section တစ်ခုထုတ်မယ် div.about ဒီ about class လေးရမယ်အဲ့ဒီ about ထဲမှာဗာထည့်မှာလဲဆိုတော့ဒီမှာအကြောင်းအရာပေါ့နော်အကြောင်းအရာဆိုအဲ့အကြောင်းအရာကိုဆရာကစာတွက်ကူးလိုက်ချင်တယ်စာတွက်ကူးလိုက်ချင်တယ်ဆိုတော့ဒီဘက်မှာဆရာရေးပြီးသားရှိတယ်ရေးပြီးသားရှိတာကိုကူးလိုက်မယ်တခါလေဘာလို့ဆိုတော့ကြာနေမှာဆိုလို့ဒီမှာဒီအကြောင်းအရာကိုဆရာရေးမယ်အဲ့တော့အဲ့ဒီအကြောင်းအရာကိုထည့်မယ်ဆိုတော့ဆရာတို့ကဗာနဲ့ထည့်မလဲဆိုတော့သူကခေါင်းစဉ်ဖြစ်တဲ့အတွက် h2 နဲ့ထည့်မယ်သူကခေါင်းစဉ်တွေဆိုရင် h နဲ့ထည့်မယ်နော် h1 h2 h3 h6 ထိရှိတယ်နော် text တွေကို p နဲ့ထည့်မယ်နော်အဲ့တော့ဒီမှာဒါကဘောက်နော်ပြီးတော့နောက်တစ်ခုထပ်ကူးမှာကဗာကူးရမှာလဲဒီမှာကျွန်တော်ကတော့အသက်14နှစ်ရှိဘာဖြစ်လဲညာဖြစ်ရပေါ့အဲ့ဒါလေးကူးမယ်ဒါကသူကခေါင်းစဉ်မဟုတ်တော့ဘူး text ဖြစ်တဲ့အတွက်ဆရာတို့ p နဲ့ထည့်မယ်နားလည်လားတော့မသိဘူးလောလောအဲ့ဒီဟာကို save မယ်ပြီးရင်ပြန် run ကြည့်မယ်နော်ဒီမှာဆရာရေးထား project အဲ့တော့ပြန် run ကြည့်တော့ဒီလိုရလာပြီဒီလိုရလာတော့ဒီမှာဒီမှာကြည့်အောင်ဒီအဖြူရောင် container ကြီးထဲမှာရှိတဲ့စာတွေအကုန်လုံးကဘယ်လိုဖြစ်နေလဲဆိုတော့အလဲကောင်မှာရှိနေတယ် center align ဖြစ်နေတယ်เนาะအဲ့တော့အဲ့ဒီဟာကိုအရင်ဆုံးဆရာတို့ပြင်မယ်ဆိုတော့ဘယ်လိုပြင်ရမလဲဒီမှာ container เนาะအဲ့တော့ဒီ container တွေကစာတွေအကုန်လုံးကိုအလဲကောင်ကိုပို့ရအောင်အဲ့တော့ CSS ကိုသူကအဲ့မှာ container ကိုဖမ်းမယ် container ကိုသူက class ဖြစ်တဲ့အတွက် door နဲ့ဖမ်းမယ်ဗာလဲ txt test align center เนาะအဲ့ဆိုရင်ဒီစာတွေအကုန်လုံးကဒီ container ထဲမှာရှိတဲ့စာတွေအကုန်လုံးက center ကိုရောက်သွားမယ်
နားလဲလားမသိတော့ဒီမှာနော်ဒီမှာရောက်သွားမယ်အဲ့တော့ဒီမှာကျတော့သူကအရန်ကြီးကျယ်လုံးတယ်ကျွန်တော်ဖုန်းနဲ့ကြည့်တဲ့အခါမှာသိပြီးတော့အဆင်မပြေဘူးဘေးတွေထွက်နေဒီမှာကျွန်တော်သူ့ရဲ့မီနူးနဲ့ဒီဘက်ကစာနဲ့ထွက်နေဘောပေါက်လားမသိအဲ့လိုမျိုးမထွက်ချင်ဘူးမထွက်ချင်တဲ့အခါကျတော့အိတ်ကွန်တိန်နာကိုဆရာတို့ကဝက်သူ့ရဲ့အကျယ်ကိုထိန်းလိုက်မယ် ah mail width ပေါ့ mail width ကိုသူစားထားပါတော့900ပဲလောက်ပေးလိုက်အဲ့တော့ဖုန်းနဲ့လည်းအဆင်ပြေတော့အောင်ပေါ့နော် mail width ကို900ပဲလောက်ပေးလိုက်ရင်သူကဒီလိုဖြစ်လာမယ်ဒါပေမဲ့ဒီကောင်ကအလဲကောင်မရောက်ဘဲနဲ့ဘေးကိုကတ်သွားတယ်အဲ့တော့သူ့ကိုအလဲကောင်ရောက်အောင်ပေးရတော့မယ်အဲ့တော့သူ့ကိုအလဲကောင်ရောက်အောင်ပို့မယ်ဆိုရင်သူ့ရဲ့ club ကပြီးမှလေးမှာအပေါင်းအဲ့တော့အပေါင်းကိုဒီဘက်မှာတွားပြီးတော့ထိန်းမယ်တော့အပေါင်းသူ့ကိုလဲကောင်ပြောင်း justify content နဲ့ center ပေးလိုက်မယ်ဟုတ် justify content နဲ့သူ့ကို center ပေးလိုက်မယ်ဆိုရင်ဒီကောင်ကလဲကောင်ရောက်မလားမရောက်သေးဘူးအဲ့တော့ဘာဖြစ်လို့မရောက်တာလဲဆရာတို့တစ်ချက်ပြန်ကြည့်ရအောင်ဘာဖြစ်လို့မရောက်တာလဲဆိုတော့ဒီဆရာတို့ justify content ပေးလို့ justify content center ကိုသူ့ကိုတွားထိန်းလို့မရဘူးဘာဖြစ်လို့လဲဆိုတော့သူက main ကိုမဟုတ်တော့ main ကိုမဟုတ်တော့ဆရာတို့သူ့အလဲကောင်ရောက်အောင်margin auto ပေးလိုက်မယ် G margin auto ဆိုတဲ့သဘောတရားကဟိုဘက်ဒီဘက် margin တွေအကုန်လုံးကိုသူ့သူ adjust လုပ်ပြီးတော့မျှယူသွားမယ်ဆိုတဲ့သဘောเนาะဒီမှာ margin auto ပေးရလည်းမရဒီမှာ margin auto ပေးထားတာလည်းမရသေးဘူးဖြစ်နေတယ်เนาะအဲဒါဆိုဆရာတို့တစ်ချက်ကွက်ကိုပြင်ကြည့်ရအောင်sorry margin auto ကအပေါက်မှာပေးရမှာမဟုတ်ဆရာတို့ဒီ container ကြီးဒီမှာဒီ container ကြီးတွေကဟာတွေကိုထိန်းနေတာမဟုတ်လားအဲ့တော့ဒီ container ကြီးမှာ margin auto တော့ပေးရပါဒီမှာဘာလို့ပေးထားခဲ့ပြီလဲမသိဘူးကျွန်တော်လည်းအဲ့ဒီကိုရှောက်လိုက်မယ်ဒီမှာ margin auto ပေးလိုက်မယ်เนาะ margin auto ပေးလိုက်မယ်ဒီမှာပြန်လန်းကြည့်ရအောင်โอเคဒီမှာရောက်လာပြီเนาะဒါဆိုရင်အဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့เนาะအဲ့တော့ဒီမှာနည်းနည်းလေးဒီအပေါင်းနဲ့အပေါ်ကဟာနဲ့နည်းနည်းလေးကတ်သေးတယ်ကတ်သေးရဆိုတော့အဲ့ကောင်နည်းနည်းခွာရအောင်အဲကျရင်တော့ဒီအပေါင်းမှာသွားပြီးရေးလိုက်မယ်အဲ့တော့သူနှစ်ခုကတ်နေတာဆိုတော့အပေါက်ကနေအပေါ် margin ကန်လိုက်ရပြီအဲ့တော့ margin ဆိုတာကmargin တော့ပေါ့ပေါ်ကနေခွာမှာဆို margin တော့ဆိုတာ50 px လောက်ပေးကြည့်မယ်เนาะဘယ်လောက်ကွာတော့လဲကြည့်အောင် okay ဒါဆိုရင်အဆင်ပြေတယ်အဲ့တော့ထပ်ခွာခြင်းလည်းရတယ်ဥပမာ80ပေါ့နော်ဟောဒီမှာပိုကွာပါပြီဟုတ်ပြီအဲ့ဆိုရင်အပေါက်ကပြီးသွားပြီပြီးတော့ scale ပါ scale ကျန်မယ်နော် scale အတွက်ဆရာတို့ဆက်လုပ်ရအောင် scale အတွက်ဆက်လုပ်မယ်ဆိုတော့ဒီမှာဒါကအပေါက်ပြီးသွားပြီဒီမှာ scale ရနေတယ် scale ရောက်ကနေ scale လောက်မယ်ဒီပြီးတော့ scale အတွက်ဆရာတို့ container တစ်ခုစောက်လိုက်မယ် test တွေကိုတော့ဆရာတို့ကမရေးတော့ဒီကနေပဲတွားကူလိုက်မယ်ဒီမှာကျွမ်းကျင်မှု scale များသူကဗာလဲတိုက်တယ်ဖြစ်တဲ့အတွက် h2 နဲ့ထည့်မယ်နော်ဒါကကျွမ်းကျင်မှု scale များအောက်မှာဘာတွေပါလဲဆိုတော့ဒီမှာ HTML5 CSS3 gaming graphic အဲ့ဒါတွေပါတယ်အဲ့ဒါတွေကကျတော့ပါလဲဆိုတော့အစောပိုင်းက menu မှာပါလို့သူက list တွေဖြစ်တော့ UN နဲ့တွားမယ်နော်ဒီမှာ list နဲ့တန်းရေးလို့ရလားမသိဘူးdata လေးပဲပါအဲ့ဆို UN နဲ့တွားမယ်နော် UN ထဲမှာပါလဲ li နော်li အဲ့မှာက HTML5 ဟုတ်ပြီနော်နောက်တစ်ခုက CSS3 နောက်တစ်ခုက graph gaming နောက်တစ်ခုက graphic design and design နော်ကိုထည့်ချင်တဲ့လောက်ထည့်လို့ရတယ်အဲဒါဒီဟာလေးထည့်ပြီးတော့ဒီမှာ set line ကြည့်အောင်ဒီမှာပေါ့ဒီနော် set line ကြည့်အောင် okay ဒီမှာထွက်လာပြီထွက်လာတော့ပုံမှန်မလာသေးဘူးเนาะမလာသေးဘူးဒီမှာအဲတော့ဒီ list တွေကဒီတိုင်းအထက်အောက်ဖြစ်နေတယ်အဲ့ဒါတွေကိုဆရာတို့ဘယ်လိုလုပ်မှာလဲဒီလိုမျိုးလေးဒီတိုင်းနဲ့ဖြစ်အောင်အရင်ဆုံးလုပ်မယ်ဟုတ်ပြီအဲ့တော့ဒီ URL ကိုဆရာတို့က plus scale လေးပေါ့ scale st လေး scale လေးလုပ်ပေးလိုက်မယ်အဲ့တော့ဒီကောင်ကိုတော်ပြီးတော့လောက်အောင်ပြင်မယ်ဒီမှာအဲ့ရ scale လေးscale လေးရဲ့အထက်မှာ scale ဆိုတဲ့ class တစ်ခုရှိတယ်အဲ့ဒါနဲ့လိုရင်ဆက်ထည့်ရမယ်နော်ပြီးတော့ဒီမှာ scale လေးscale လေးကိုလောက်အောင်ပြင်မယ်အရင်ဆုံးအဲ့အထက်အောက်ဖြစ်နေတာတွေကိုဘေးပဲညာအတန်းဖြစ်အောင်ဆိုရင်ဘယ်လိုလုပ်မှာလဲ display flat သုံးပါနော် display flat
display flag သုံးမယ်ပြီးရင်ဘေးမှာ bullet တွေပါတာကိုဖြောင်းမှာကပါလဲ list type type none list type none ပေးလိုက်ရင်ဒီဘက်ကဒီက bullet လေးတွေကပျောက်သွားမယ်ပြီးရင်ဒီကောင်ကဒီလိုအထက်မဟုတ်ပဲဘေးပညာတတန်းနဲ့ဖြစ်သွားရမယ်เนาะ display flag ပေးထားလို့အဲ့လိုဖြစ်ဒီမှာအဲ့လိုဖြစ်သွားဒါပေမဲ့သူတို့တစ်ခုနဲ့တစ်ခုကအရန်ကတ်နေတဲ့အတွက်အဲ့ကောင်ကိုဆရာတို့ကပြန်ပြီးခွာမယ်အဲ့တော့ဒီမှာကscale list ထဲကဘယ်ဟာတွေကိုခွာမှာလဲ align တွေကိုခွာမှာเนาะ align တွေတစ်ခုနဲ့တစ်ခုနည်းနည်းလေးခွာပြီးမယ်အဲ့တော့ scale list ထဲ align တွေခွာမယ်ဆိုတော့ဒီမှာ scale list.align เนาะအဲ့ဒီမှာသူ့ကိုတစ်ခုနဲ့တစ်ခုခွာမယ်ဆိုတော့တစ်ခုနဲ့တစ်ခု pattern ကန်လိုက်မယ်ဒီ margin ကန်လိုက်မယ် margin ကို top pattern က5လောက်ကန်မယ်เนาะ left right က10လောက်ကန်ကြည့်အဲ့ဒါဘယ်လောက်ကွာလဲကြည့်အောင် okay ဒါဆိုရင်ရတယ်เนาะဒီမှာဒါဆိုရင်ရပြီเนาะဒီမှာဟုတ်တယ်ဒီမှာ scale နဲ့အပေါ်ကအပေါက်ဆက်နည်းနည်းကတ်လုံးတော့ scale ကိုဘယ်လို margin ကန်ရအောင် margin အစောလိုပဲ top ကန်မယ်ဘယ်လောက်ကန်မလဲ50 80လောက်ကန်လိုက်မယ်เนาะ80 page လောက်ကန်လိုက်မယ်အဲဆိုရင်သူက scale နဲ့ပေါင်းတဲ့နည်းနည်းလေးဝယ်သွားမယ် okay ရပြီเนาะအဲ့တော့ဒီမှာကဒီကောင်ကဒီလိုဖြစ်သွားမယ်ဟုတ်ပြီအဲ့တော့ပုံထဲမှာကြည့်လို့အဲ့ဒီနောက်မှာ background လေးတွေထည့်မယ်เนาะဆရာတို့ background ထည့်မယ် background ထည့်မယ်တော့ background ကဒီမှာ scale align ရဲ့အောက်မှာဆရာတို့ရေးမယ်အဲ့တော့ background color black ပေါ့နော် background color black ထည့်ပြီးတော့ run ကြည့်လိုက်ဒီတော့ run ကြည့်လိုက်မယ်background color ပေါ့နော်ဒီမှာ text ကို text background color ပြီးတော့ color ကို white ပေးလိုက်မယ်အဲဆုံးပေါ်ပြီအဲ့မှာသူကဒီပုံထဲမှာကသူကပါလဲဆိုတော့ဒီမှာအနားတက်လေးတွေ wide နေတယ်အဲ့ဒါကပါလဲဆိုတော့ border radius เนาะ border radius ကိုကျွန်တော်5 px လောက်ပေးကြည့်မယ်အဲဆိုရင်စမ်းကြည့်ရပါဦးလုပ်ချင်မှာ okay ဒီမှာရပြီเนาะရပြီဆိုတော့ဒီမှာဒီအမဲရောက်နောက်ခံတဲ့စာသားနဲ့အရန်ကတ်လုံးတယ်အဲဆိုရင်ဆရာတို့ကဘာလုပ်မှာလဲ pattern ကန်မှရတော့မှာ copy add pattern ကို top pattern ကို5 px ကန်မယ် left right ကို10 px ကန်မယ်เนาะ okay ဒါဆိုရင်ရပြီเนาะသူကကြောက်ဒီမှာပို့ပြီးတော့ y နဲ့ပို့ပြီး y ညင် border radius ကိုများပေးလိုက်ဆရာတို့က border radius 5ပေးထား10လောက်ပေးလိုက်10လောက်ပေးလိုက်ရင်နည်းနည်းလေးပို့ပြီးတော့ y လေးဖြစ်သွားမယ် okay 20လောက်ပေးလိုက် okay ရပြီဒါဆိုရင် my scale ကပြီးသွားပြီเนาะ my scale ပြီးသွားရင်my project အဲ့တော့ my project ကိုဆက်လုပ်မယ်ဒီဘက်မှာ HTML ပဲပို့သွားမယ်မခက်ဘူးเนาะတပိုင်းချင်းလေးကိုတီးတာလေးလောက်သွားရုံပဲဒီအိုက်ပြီးတော့ GCT project လို့ရေးလိုက်မယ်เนาะဒါက project ပါတယ်ဒီပုံမှာဆရာတို့ကမလုပ်လဲပြန်ပြီးတော့ဘာလုပ်တဲ့အခါလွယ်အောင် comment ရေးခဲ့မယ်เนาะဒါက my project ဟုတ်ပြီအဲ့တော့ဒီမှာ my project ထဲမှာဆရာတို့ရေးမယ် my project ထဲမှာပါရေးမလဲရေးမဲ့ဟာကိုဒီမှာပဲထား copy ကူးလိုက်တော့မယ် my project မှာကတ်လေးတွေနှစ်ခုပါတယ်เนาะကတ်လေးနှစ်ခုပါအဲ့ကတ်လေးနှစ်ခုခွဲရမယ်ဆိုတော့ဒီကောင်ကတော့ title ဖြစ်တဲ့အတွက် h2 နဲ့ပဲရေးမယ်ဒါက my project title เนาะဒီမှာပထမကတ်မှာကဗာလဲ my farewell site my ဒုတိယကတ်မှာ game fan ပြီ okay ဟုတ်ပြီအဲ့တော့ဆရာတို့က my project ထဲမှာကတ်လေးနှစ်ခုခွဲမယ်အဲ့ဒါကိုကတ်လို့ခေါ်တာเนาะကိုကြိုက်တယ်လို့ခွဲလို့ရတယ်ဆရာတို့ကတော့ဒီတဲ့အသုံးမှာအဲ့ဒါကိုကတ်လို့ပဲခေါ်ရတဲ့အတွက်ကတ်လို့ပဲသုံးမယ်เนาะ web development တက်ပြီးမှအဲ့ဒါလေးကိုကတ်လို့ခေါ်တယ်အဲ့တော့ဒီမှာဒီထဲမှာထပ်ထဲမှာသူ့ရဲ့ခေါင်းစဉ်က my fan website သူကကျတော့ scan head တွေဖြစ်တဲ့အတွက် h3 ပဲသုံးမယ်เนาะ h2 လောက်သူကမကြီးတော့เนาะပြီးတော့ဒီမှာကပါလဲ HTML CSS သုံးကြီးပထမဆုံးရေးထားတဲ့ website ဟုတ်ပြီအဲ့တော့ဒီမှာသူက review တက်ဖြစ်တဲ့အတွက် p နဲ့ရေးမယ်เนาะ p နဲ့ရေးမယ်ဟုတ်ပြီနောက်တစ်ခုကဒီဘက်ကကျတော့ game fan page ဟုတ်ပြီဒါလေးရေးရမှာကြာလို့ copy ကူးလိုက်တာเนาะဘာလို့မဟုတ် h3 game fan page နောက်ပြီးမိမိချိုင်းနေတဲ့တော့ game အကြောင်း website ဒီကောင်ကပါလဲ tab ဖြစ်တဲ့အတွက် p နဲ့ရေးမယ်เนาะ p နဲ့ဟုတ်ပြီအဲ့တော့ရပြီလားဒီမှာကြည့်မြည်ဆိုရဲ link လေးတွေပါတယ်ဒီမှာနှိပ်လိုက်ရင်သွားမယ် link ဟုတ်ပြီအဲ့နှစ်ခုလုံးမှာ link ကို HTML ပါနေရေးလဲ A နဲ့ရေးတယ်เนาะ A တက်နဲ့ရေးတယ်
A ဒီမှာ HRG ပဲလောဆယ်ဆရာတို့ has ပဲထားမယ်ဘာလို့ HRG ကဆိုတော့အဲ့ link ကိုနှိပ်လိုက်ရင်သွားမယ်နေရာအဲ့တော့လောဆယ်ဘယ်မှမသွားသေးဘူးဘယ်မှမသွားသေးတဲ့အတွက် has ပဲအသုံးမယ်ပြီးရင်အဲ့ကြည့်မိဆိုတာလေးကို copy ကူးမယ်ဒီမှာထည့်လိုက်မယ်နော်အဲ့ဒီဟာကိုလည်းဒီမှာ copy ကူးပြီးတော့ဒီမှာထည့်လိုက်မယ်အဲ့ဒီကောင်ကိုဆရာတို့ project မှာ run ကြည့်ရအောင်ပြီးတော့ okay အဲ့တော့ဒီမှာကဘာဖြစ်နေလဲဆိုတော့ဆရာတို့လိုချင်တဲ့ပုံလိုမျိုးသူကဟိုဘက်ဒီဘက်ကပ်ပုံစံလေးနဲ့ကွဲမနေဘူးเนาะအထက်အောက်ဖြစ်နေတယ်အဲ့ဒါကိုကပ်ပုံစံနဲ့ကွဲအောင်လုပ်မယ်เนาะဟုတ်လားအဲ့ဘယ်လိုလုပ်မလဲဆိုတော့ဒီ project ကိုပဲဆရာတို့ကdisplay flag ပေးလိုက်မယ်အဲ့ဆိုရင်ဒီကောင်ကအထက်အောက်ကွဲသွားမယ်เนาะအဲ့တော့ဒီမှာ project မှာ CSS ဘက်ကိုလာပြီးတော့ project display flag เนาะ display flag ပြီးပြီးတော့ဒီကောင်ကိုပြန်လာကြည့်လိုက်အော်ကွဲသွားပြီကွဲသွားတဲ့အချိန်မှာ3ခုတောင်ကွဲသွားတယ်နော်ဒီမှာခေါင်းစဉ်ကတတွဲဒီဟာကတတွဲဒီဟာတတွဲဒါဆိုဆင်မပြေဘူးအဲဆိုရင်ဆရာတို့ဘယ်လိုလုပ်မလဲဆိုတော့ခေါင်းစဉ်ကိုတီးတဲ့ဆွဲထုံးမှရတော့မယ်ဟုတ်တယ်မလားအဲ့တော့ဒီ project ကို display flag ပေးတာနဲ့စာရင်ခေါင်းစဉ်အောက်မှာဒီကတ်နှစ်ခုကိုဆရာတို့ပြန်အုပ်ထားတဲ့ပုံမှာနောက်ထပ်တစ်ခုထပ်အုပ်လိုက်မယ် div.cd project cat ဆိုပြီးတော့ div တစ်ခုအုပ်လိုက်မယ်နော်အဲ့တော့ဒီကတ်နှစ်ခုလုံးကိုအဲ့ဒီ div ထဲမှာတွားပြီးတော့ဘာလုပ်မလဲထည့်လိုက်မယ်နားလဲလာတော့မသိဘူးသူကရှင်းရှင်းလေးပဲကွာဒီ project ကြီးတစ်ခုကို flag ပေးလိုက်တော့ဒီ h2 ရောဒီ cut တွေနှစ်ခုလုံးရောကတန်းနဲ့ဖြစ်သွားဆရာတို့ကဒီ h2 ကိုခေါင်းစဉ်တိုင်းပဲထားခြင်းအဲဒါကြောင့်မို့ဒီ project cut ကိုပဲ display flag ပေးမှရတော့ဟုတ်တယ်မလားအဲ့တော့အစော project ကြီးကိုဆရာတို့ display flag ပေးရမလို့တော့သူ့နေရာမှာဒီကောင်လေးစာထိုးလိုက်မယ်အဲဆိုရင်အောက်က cut လေးနှစ်ခုကပဲတန်းနဲ့ဖြစ်ပြီးတော့ခေါင်းစဉ်တီးတန်းထွက်သွားမယ်ဟုတ်တယ်မလားအဲဒီမှာမထွက်ဘူးအဲဒါပြန်ကြည့်ရအောင်နော်ဘာကြောင့်မထွက်တာလဲဆိုတာနောက်ဒီမှာထွက်သွားပြီဒီကဘာလို့မထွက်တာလဲဆိုဆရာကဒီဘက်မှာဒီ project cat ကိုရေးခဲ့ပြီးမှမစိတ်ရသေးလို့မထွက်တာအခုပြန်လာလိုက်တဲ့အခါမှာထွက်သွားပြီเนาะအဲ့တော့ဒီလိုရပြီအဲဒီမှာ my project နဲ့ my scale နဲ့လည်းနည်းနည်းလေးနီးလုံးတော့ဒီ project ကနေပြီးတော့အဲ့တော့ margin ကန်ရအောင် margin အရင်ကန်လို့ margin တော့ပဲเนาะကိုထိတ်ကဟာကိုကန်လိုက်မယ်เนาะအဲ project margin တော့80ပေါ့ဒါမှအထက်ကဟိုင်းနဲ့ကွာဝေးရတွန်းညှိပြီးတော့လာပါမှာโอเคရပြီအဲ့တော့ဒီဟာလေးနှစ်ခုကိုဆရာတို့ကဒီမှာကသူကဒီမှာ test တွေကတဲ့ဘယ်ဘက်မှာကတ်ပြီးတော့တီးတဲ့ပေါက်ကလေးဖြစ်နေတယ်ပြမြည်ကြည့်မြည်ဆိုမှလည်းဒီမှာ pattern လေးနဲ့လှလှပပလေးဖြစ်တယ်အဲ့ဆိုဆရာတို့ကအဲ့လိုလေးလုပ်ရအောင်ဆိုတော့ဒီမှာ project ကဒီမှာ cat ဆိုတာရှိတယ် cat အဲ့ဒီမှာဒီ cat ထဲက test တွေကို center align မဟုတ်ဘဲနဲ့ let align ထားလက် align ဆိုတာကဘာလဲ test တွေကိုပဲကတ်တာเนาะဟောjustify content ဟော test align test align left เนาะလောက်ထားလိုက်ရင်ဒီကောင်တွေကပဲကိုကတ်သွားမယ်ဟောဒီမှာပဲကိုကတ်သွားပြီဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့သူကရိုးကြီးပဲဟိုကောင်ကပေါ်လာဒီနေရာမှာသူကပေါက် share လေးထည့်ထားတယ်အဲ့ပေါက် share ကိုဆရာဒီဘက်ကနေပဲ copy ကူးလိုက်တော့မယ်ဘာလို့ဆိုတော့ရေးနေရရင်ရှုပ်နေဒီမှာပေါက် share ကဘယ်လိုမျိုးလဲဘယ်လိုသုံးလို့ရလဲဆိုတော့ဆရာ copy ကူးရင်းနဲ့တခါလေးပြောပြမယ်เนาะဒီမှာပေါက် share ကဘာလောက်တာလဲဆိုဒီကောင်ကိုထည့်ပြီးတော့ဒီမှာပြမယ်အရင်တော့ကထွက်လာမယ့်ပုံစံကိုပြပေးမယ်ပြီးရင်ရှင်းပြပေးမယ်ပေါက် share ထည့်လိုက်တဲ့အတွက်ဒီမှာမြင်လာတော့မသိဘူးနောက်မှာ share လေးရေးလေးပေါ်လာပြီเนาะဒီပေါက် share ကဘယ်လိုလုပ်လဲဆိုတော့ဒီကတ်လေးတွေသုံးရင်ပေါက် share သုံးရင်အရင်လာတယ်တွေးကြည့်ပါရင်သဘောတရားရလာသုံးပေးရတယ်เนาะအဲ့တော့ပေါက် share ရဲ့သဘောတရားဒီမှာ046တဲ့เนาะ0ဆိုတာကဒီ share ရဲ့ဒီဘယ်လိုပြောမလဲ share ရဲ့အထူပါပေါ့เนาะ46ဆိုတာကဘက်မှာအောက်မှာ4ph ထွက်မယ်ပြီးရင်သူ့ရဲ့ left ဘက်မှာ right ဘက်မှာ 6ph ထွက်မယ်သိလားပေါက်လေးရဲ့အောက်မှာ 4ph ထွက်ပြီးတော့right မှာ 6ph ထွက်မယ်ရှေ့က0ဆိုတာတော့သူ့ရဲ့ဒီနောက်ကဒီ color ရဲ့ opacity ပမာဏလုံးဝမှုန်မှိန်လေးလို့သူကပြောထားတာဒါ RGBA ဆိုတာ color RGBA เนาะ R ဘလောက် G ဘလောက် B ဘလောက် A ဘလောက်ပေါင်းလိုက်ရင်ဒီ color ထွက်မယ်ဆိုတော့သူကပြောထားเนาะဒီကောင်ကို30လောက်ပေးလိုက်ရင်လည်းပို့ပြီးမဲသွားမှာပေါ့တင်မလားအဲ့လိုမျိုးအဲ့ပေါက် share လေးဆရာတို့ထည့်ထားပြီးမယ်ပေါက် share လေးထည့်ထားပေးလိုက်ရင်ဒီလိုမျိုးပေါက်လေးနဲ့ထွက်မယ်ဒီမှာမဲလေးထွက်လာဒါပေမဲ့ပြဿနာပါလေဒီပေါက်လေးနဲ့စာရင်းနဲ့အရန်ကတ်တယ်ကတ်တဲ့ခါကျတော့ဆရာတို့ကသူ pattern ပေးမှရတော့မယ် pattern ကိုဥပမာဘယ်လောက်ထားမလဲဆိုတော့အဲ့ PA လောက်ပေးလိုက်မယ်အဲ့ဆိုရင်ကွာသွားပြီဘာလဲဆိုတော့ပေါက်ကနေပြီးတော့အထဲကို pattern ကန်လိုက်တဲ့အတွက်
စာနဲ့ပေါင်းနေရဒီမှာကွာပါပြီเนาะအဲ့တော့ဒီစာနှစ်ခုကြားကအကွာဝေးကျန်တယ်ဟောဒီကတ်နှစ်ခုကြားကအကွာဝေးကျန်တယ်ကတ်နှစ်ခုကြားကအကွာဝေးက gas လို့ခေါ်တယ်အဲ့ဒီကောင်ဒီကနေတွားပြရမှာ G B gas ကို 5B8 လောက်ပြီးလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီကတ်နှစ်ခုလုံးကိုထိန်းထားတာက project gas ဆိုတဲ့ကလပ်ကထိန်းထားတာအဲကြောင့်မို့အဲ့ဒီကနေတွားပြီးပေးမှရမှာเนาะဒီမှာ pairing ကနေတော့ထိန်းရတာအော်ဒီမှာ gas ကမထွက်သေးဘူးမထွက်သေးတော့ထွက်အောင်ပြန်ပြီးတော့ဒီနားမှာလုပ်ကြည့်မယ်เนาะနောက်ဒီမှာကြည့်ဆိုတော့ gas က 5pH ဆိုနည်းလုံးတော့မထွက်ဘူးအဲကြောင့်မို့ဆရာတို့က 20pH ပေးလိုက်တယ်เนาะအဲဆိုရင်ဘယ်လိုထွက်လာမလဲအော်ဒီမှာထွက်လာဒီမှာ gas နဲ့ကိုကွဲသွားတယ်เนาะဒီမှာကတ်လေးနှစ်ခုရှာမှာ 20pH တောင်လေးတော့နည်းသေးတယ်အဲဆိုဆရာတို့50လောက်ပေးကြည့်ရအောင်မတိတာတော့ဖြစ်တယ် okay ဒါဆိုတိတာပါရင်เนาะအဲ့တော့ဒါဆိုဆင်ပြေပြီဆင်ပြေဆိုကြည့်မီကိုဆရာတို့ကပတန်လက်လာလေးသုံးမယ်ကြည့်မီရပြတဲ့မှာကတ်ထဲက A ဆိုရင်ရပြီเนาะကြည့်မီကိုဖမ်းရင်အဲ့တော့ပဲအဲ့ဒါနဲ့ကတ်ထဲက A ဆိုရင်ဖမ်းလို့ရအဲ့တော့ဒီမှာကတ်ရဲ့တော့ကတ်ထဲက A ကိုဖမ်းလိုက်เนาะbackground ပါပေးမလဲဆိုတော့ blue ပေါ့ blue ပေးလိုက်မယ်เนาะ background blue color က white ပေးလိုက်မယ်เนาะနောက်ပြန်တော့သူကဘာလဲဆိုတော့ဒီမှာတတိထားမှာကဒီ browser တွေမှာ A တက်တွေကို link တွေဖြစ်တဲ့အတွက်သူကအရာကိုဒီမှာဒီအရာကဒါတက်ဖို့ပဲเนาะ A တက်တွေ link တွေရတက်ဖို့အရာပြီးရင် link တွေဖြစ်တဲ့အတွက်သူက underline ပေးထားတယ်ဒါ browser တွေရတက်ဖို့အဲ့ဒါကိုဆရာတို့ကအဲ့လိုမပါချင်ဘူးဒီလိုမျိုးပဲလှပဖြစ်ချင်နေဆိုရင်တော့ကိုပြင်ရေးရတယ်เนาะဒါကြောင့်မို့ဒီမှာ color ကို white ပေးလိုက်တယ်သူ့ရဲ့အပြရောင်မဟုတ်တော့ဖြူအောင်ဖြစ်မယ်ဒီအောက်က underline ကိုဖြုတ်ချင်နေဆိုရင် tab decoration နဲ့ decoration ဆိုတာမျိုးသိပါပဲအဲ့ဒီမှာ decoration လုပ်တဲ့ဟာဒီကောင်လေးအကုန်လုံးကသူကအခေါ်ပေါ်တွေကဒါကြီးပဲဟိုလုပ်တယ်အော်ဒီမှာကြည့်လိုက်ပါပျောက်သွားပြီလေ underline ပျောက်သွားပြီ background ကအပြရောင်ဖြစ်သွားပြီเนาะဒါပေမဲ့စာနဲ့ background နဲ့အရင်ကြီးဟွာဖြစ်လွန်နေတယ်တခြားလည်းဖြစ်နေအဲ့တော့နည်းကွဲအောင် pattern ကန်လိုက်မယ်เนาะ pattern ကိုတော့ကို 5pH left right ကို 10pH ကန်ကြည့်လိုက်မယ်အဲ့ဆိုရင်ကိုယ်ဝလေးဖြစ်သွားမယ်ထင်တာပဲကြည့်အောင် okay ဒီမှာရပြီဒါတော့နည်းနည်းလိုရည်နော်အဲ့ဆိုရင်ကျွန်တော်တော့ကို 10pH ကန်မယ် left right ကို25လောက်ကန်လိုက်နော်ဒီမှာ4000 set ဖြစ်နေတဲ့အတွက် border radius နည်းနည်းထည့်လိုက် 10pH လောက်နော် border radius ထည့်လိုက်တော့တောင်4000ကြီးမဟုတ်တော့ပဲ cover လေးဖြစ်သွားနိုင်တယ်အော်ဒီမှာကြည့်လိုက် okay ဒါဆိုရင်အဆင်ပြေပြီနော် okay ဟုတ်ပြီအဲ့တော့ဒါက my project session ပြီးသွားပြီအဲ့အောက်မှာဒီမှာပါလဲဒါဆက်တဲ့ရံကဖူတာ session เนาะဖူတာ session ကိုစိတ်ရေးအောင်အဲ့တော့ဒီမှာဆရာတို့ကအရင်တော့အစောကပြောခဲ့လို့ပဲဒီအဖြူပြောင်ကြီးတစ်ခုလုံးကို container နဲ့ web လုပ်တယ်เนาะပုတ်လိုက်တယ်ပြီးရင်ဒါကဖူတာ session ဒါက header session ဒါက menu session အဲ့တော့ဖူတာ session ကအဲ့ container ထဲမှာထည့်ရေးလို့မရတော့ဘူးเนาะအဲ့ဒါလေးကိုတတိထားပြီးမှရမယ်အဲ့ဒါကိုထည့်ရေးလိုက်တယ်ဆိုရင်မင်းတို့အဲ့ container ထဲမှာလည်းသူကအကုန်ဝင်သွားမှာဖြစ်တဲ့အတွက်ဆရာတို့ကဝင်လို့မရတော့ဒီမှာ container เนาะဒီကောင်ကိုဒီ container ကိုဆက်မှာလိုက်ဒီ container ကဘယ်ကနေပြီးတော့ထွက်တာလဲတော့ဆရာကြည့်လို့ရတယ်เนาะဒီမှာသူ့ရဲ့အစုံအောက်ဒီမှာသူ့ရဲ့အစုံကဒီမှာဆုံးသွားเนาะဒီမှာဟုတ်တယ်ဒီ container ရဲ့အစုံကဒီမှာဆိုတူအောင်မှာဆရာတော့ဘာလို့မှလည်းဖူးတာdi we.d ဖူးတာ website တစ်ခုမှာဖူးတာအများပါတယ်လေဟုတ်လားမလားdi ပြီးတော့ဖူးတာထဲမှာဟော sorry ဖူးတာထဲမှာပါရေးမှာလဲဆိုတော့ဆက်သွယ်ရန် contact ဟုတ်ပြီအဲ့ဆက်သွယ်ရန် contact ကိုလည်းစာနဲ့မရေးတော့ဘူးတွက်ရှာလိုက်မယ်ဒီမှာဆက်သွယ်ရန် contact သူကလည်းတိုက်တယ်ဖြစ်တဲ့အတွက်ဗာလည်းရေးပါတော့ h2 လောက်နဲ့ရေးလိုက်မယ်เนาะဒါဆက်သွယ်ရန် contact ပြီးတော့နောက်တစ်ခုကဒါ email ဒါတော့ဗာဖြစ်သွားပြီပဲ tab ဖြစ်သွားပြီเนาะ tab ဖြစ်သွားတော့သူ့ကိုဗာလည်းရေးမယ် p နဲ့ရေးရမယ်เนาะ p နဲ့ဒါ tab ဖြစ်သွားပြီ p ပြီးတော့ဒီမှာကဗာချန်နေအော် Facebook GitHub Instagram ဒါကဗာဖြစ်သွားပြီလဲဆိုတော့ link တွေဖြစ်သွားပြီဆိုတော့ A နဲ့ရေးမယ်ဒါပေမဲ့သူက P ထဲမှာပဲခုခွဲပြီးရေးရအောင်အဲ့ဒါမှပို့ပြီးတော့ကြည့်လို့စင်ပြေမှာအဲ့တော့ A P ထဲမှာခွဲလိုက်မယ်နော် A hash ပေါ့ Facebook ကလည်းကိုကဘာမှမရှိသေးဘူးဆိုတော့ Facebook နော်နောက်ပြီးတော့သူပြောလို့ line လေးထားမယ် A hash like GitHub ကိုတီးလာတော့မသိဘူးကိုက software engineer လုံးမယ်ဆိုတော့ GitHub ကိုမသိလို့မရဘူးเนาะအဲ့ဒါလေးတော့တည်ထားဖို့လိုတယ် GitHub ဆိုတာက developer တွေအကုန်လုံးသုံးတဲ့ကုန်တယ် open source ကုန်တယ်အစုအဝေးတစ်ခုပေါ့ Instagram เนาะ
အဲ့တော့ဒီဟာရပြီဒီမှာက order copyright လေးကတေးလေးသူကတေးလေးဆိုတော့သူတီးတန်းလေးပြန်ရေးမှာရအဲ့တော့ဒီထဲမှာကျွန်တော် DMV တော့ copy လို့ရတယ်အဲ့အဲ့မှာ P တဲ့ထဲမှာ copyright ထည့်လိုက်အဲ့ဒါဆိုရင် full လာရပြီအဲ့တော့မှန်ကြည့်အောင်okay တော့ဒီမှာရပြီဒါပေမဲ့သူကဘာဖြစ်နေလဲဒီဘက်ကိုကတ်နေတယ်အလဲကောင်မရောက်ဘူးအဲ့တော့အလဲကောင်ရောက်အောင်ဆက်လုပ်လဲဒီ folder ရဲ့ကောင်လေးကိုတက် align စင်တာပြီးမှရတော့မယ်အဲ့တော့ဒီမှာ dot folder နော် တက် align center နော်အဲ့ဒီမှာပြန်လာကြည့်အောင် okay ရပြီနော်အဲ့တော့ folder ကို color တစ်ခုပေးရမယ်အဲ့တော့ဆရာက tag ကြီးပဲပေးလိုက်မယ်ဒါကလည်းသင်းဖြစ်တော့ background color tag ကြီးပဲပေးလိုက်မယ်အဲ့ tag color ကိုတော့ white ပဲပေးလိုက်မယ်နော်ရှုံးပါဆိုကိုကြိုက်တာပေးလို့ရတယ်အဲ့ဒီဟောရပြီဒါပေမဲ့ဒီမှာ background နဲ့ text နဲ့အရန်ကွာလို့အဲဒါကြောင့်မို့ folder ကနေ padding ကန်လိုက်မယ်နော် padding dot ဆိုတာက30pa လောက်ကဒါအပေါ်ကနေပြီး padding ကန်ချလိုက်တာနော် main folder ကြီးကနေပြီးတော့ဒီဘောက်ကစာတွေကို padding ကန်လိုက်တာဒီမှာရပြီရပြီနော်အဲ့ပြီးတော့အောက်မှာဒီမှာ caption တွေကတွေ့မယ်ကျွန်တော်ဒီမှာဒီအဖြူ caption တွေအဲ့ဒါကိုလည်းဆရာတို့ကန်လိုက်ရအောင်နောက်ဒီမှာ padding ကတော့တွေမဟုတ် pattern မှာကန်ရမှာပေါ့တော့ဒီမှာဒါကောင်းအဲ့တော့ padding ကို padding နှစ်ကြောင်းတော့မရေးတော့တစ်ကြောင်းလေးပဲဆရာတို့ရေးမယ်ဒါလည်းအဲ့တော့ padding တော့ကိုဘယ်လောက်ကန်မလဲဆိုတော့ဆိုတော့ 30pa เนาะ right ကတော့ 0 ပေါ့ဘာလို့လဲဆိုတော့သူက center ကိုပေးထားတယ်မလို့ left button တော့ right button လက်เนาะသွားတာ button ကိုကျွန်တော်လည်း 30pa လောက်ကန် left ကတော့ 0pa ဒီသဘောတရားကိုနားလည်လားဒါတော့အတွက်တော့ right button လက်နိုင်လက်တန်လို့လက်okay ဒါဆိုရင်ရပြီဒီမှာလှပလေးဖြစ်သွားပြီဒါပေမဲ့ပြဿနာကဘာလဲ folder နဲ့ my project နဲ့ကြားထဲမှာ gas မရှိဘူး gas မရှိတဲ့အတွက်အဲ့ folder ကို margin တော့ပြန်ကန်ရအောင် margin တော့50ပြီးတော့ကန်လိုက် okay အဲ့ဆိုရင်လှပါပြီเนาะဒီကအဆင်ပြေပါပြီဒါလိုက်ရေးလိုက်တဲ့เนาะ okay အဲ့တော့ဟုတ်ပြီပါရီချန်လေးလည်းပြန်စစ်ကြည့်အောင်เนาะအစကနေပြန်စစ်ကြည့်မယ်ပါရီချန်လေးလည်းဒီမှာပုံစံပြီးတယ်ဒီမှာဒီမှာscale မှာဒီကောင်လေးအလဲကောင်မရောက်ဘဲနဲ့ကြည့်ရရုပ်ဆိုးနေတယ်အဲ့ကောင်တွေကjustify content ကြံရ scale လေးကိုတွားကြည့် scale ဟောဒီမှာနော် scale လေးနော်ဒီ scale လေးကိုဆက်ပြန်ပြင်မယ် scale လေးဒီမှာသူ့ justify content ပေးမှရတော့မယ်ကတ်နေရအစင်ပဲ justify content ဆိုသူကဘယ်ဘက်ကိုကတ်နေရနော်ဒီမှာတွဲကြီးကိုတီးတိုင်းပို့ရတယ်လဲချက်ပြန်လိုက်ကြည့်ပါတော့မရောက်ဘူးလေအဲဒါကြောင့်ဘာလို့မရောက်ကြလဲဆရာတို့တစ်ချက်ပြန်ကြည့်ရအောင်